မင်္ဂလာနေ့လေခင်လေးပါဒီဗီဒီယိုလေးမှာမျှဝေပေးချင်တာကတော့ဖျားလောင်မြောင်မင်းရဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီဇာတ်ထုတ်ကစင်ဝန်းကျင်အပို40အထက်တည်းကတော့ဒီပုံပြင်လေးကိုငငယ်တုန်းကတည်းကနေပြီးတော့အကုန်လုံးစာအုပ်မှာတင်ခန်းစာတွေမှာလေ့လာခဲ့ဖို့မယ်လို့ထင်ပါတယ်ကျမတို့အလေရောက်တော့ကျမတို့သူငယ်တန်းပေါ့နော်အဲ့ဒီအလေရောက်တော့အဲ့ဒီစာတွေကပြောင်းသွားတဲ့နေကြောင့်ကျမတို့အသက်အရွယ်တူတယ်ကျမတို့နဲ့အဆိုင်နဲ့ကျမတို့ရဲ့အောက်ကလူတွေကကြလို့ရှိရင်ဒီပုံပြင်လေးကိုကြားဖူးမယ်လို့မထင်ပါဘူးကျမတို့ထက်အသက်ကြီးတဲ့အကိုတွေအမတွေတို့တွေဥဥတွေကြားလို့ရှိရင်ဒီပုံပြင်လေးကိုငယ်ငယ်လေးကနေသိမယ်လို့ကျမယုံကြည်ပါတယ်မြောင်မင်းရဲ့အကြောင်းပဲဖြစ်ပါတယ်။ဘေးမှာအရန်ကိုရှုံမြင်တဲ့တရက်ပင်တစ်ပင်ရှိတယ်တဲ့ဟိုချစ်ချစ်တုန်းကပေါ့နော်။တရက်ပင်တစ်ပင်တရက်ပင်ကတရက်တီးကလည်းအရန်ကိုရှုံမြင်ပြီးတော့စားလိုက်တဲ့လူတိုင်းဟာရတတနာပေါ့နော်စားပြီးစားချင်ရန်ကိုစားချင်တယ်ပေါ့နော်အဲ့တရက်တီးကိုစားပြီးတိုင်းနောက်ထပ်စားချင်တယ်ခံစားချက်မျိုးအမြဲတမ်းရနေတယ်ပေါ့တန်းတန်းဆွေးဖြစ်နေတာပေါ့အဲ့ချိန်မှာအဲ့ဒီတရက်ပင်ရဲ့အနီးအနားမှာလေမြစ်ကြီးသစင်းရှိတယ်ပေါ့နော်မြစ်အကြီးကြီးအဲ့မြစ်ကြီးကလေဟိုမှာလူတွေနဲ့နီးတယ်ဘရင်အုပ်ဆိုးတဲ့နေပြည်တော်ဘရင်နေပြည်တော်နဲ့နီးတဲ့ရေစီးချောင်း6ရှိတယ်ပေါ့နော်အဲ့မှာအဲ့တရက်ပင်ကြီးရဲ့အကိုင်းတစ်ခုကမြစ်ဖျားဘက်ကိုအဲ့လိုမျိုးထိုးနေတာပေါ့အဲ့ချိန်မှာဘုရားလောင်မြောင်မင်းကသူ့ရဲ့လက်အောင်ငေးသားတွေကိုတရက်ပင်အဲ့ဒီမြစ်ဖျားဘက်ကိုကုန်းနေတဲ့အကိုင်းမှာတီးနေတဲ့တရက်တီးတွေကိုအကုန်လုံးကိုဖျက်ဆီးစေတာပေါ့နော်ဘာလဲဆိုလို့ရှိရင်သူကဒုက္ခရောက်မှာကိုကြုံမြင်တဲ့အတွက်ကြောင့်ဘုရားလောင်မြောင်မင်းကသူ့ရဲ့လက်အောင်ငေးသားတွေကိုအဲ့လိုမျိုးတရက်တီးကိုအဲ့လိုမျိုးဖျက်ဆီးနေရတဲ့တနေ့မှာပေါ့နော်အဲ့ဒီမြစ်ဖျားဘက်ကိုညွတ်နေတဲ့အကိုင်းထဲမှာခြာချင်းဦးရှိတယ်တဲ့အဲခြာချင်းဦးထဲမှာတရက်တီးလေးတစ်လုံးကတီးနေတာအဲ့ဒါကိုမြောက်လေးတွေကမမြင်ကြဘူးမမြင်တော့အဲ့မှာဒီတိုင်းပဲထားလိုက်တာပေါ့နော်မသိလို့မဖြစ်တာလေနော်တီးတဲ့အခါကျအကုန်လုံးဖျက်ဆီးဖြစ်တယ်ဆိုတော့ဥမာအဲ့တရက်တီးကနေမျိုးရဲမေ့အိတ်ဆက်ပြီးတော့အဲ့ခြာချင်းအောင်နဲ့တွေ့ကြပြီးတော့မြစ်ကမ်းများတစ်စားကိုဒီနဲ့ဆိုပြီးတော့အဲ့လိုမျိုးသွားတာပေါ့နော်အဲ့ချိန်မှာတန်ဃာတီတူကငါးပန်းနေရနဲ့အချာချင်းကနေမျိုးပန်လာတဲ့တရတီကိုတွေ့တရတီကရမ်းကိုကြီးပြီးတော့ဟိုပါဘောနော်မြင်လိုက်တာနဲ့ကိုအဲ့လိုမျိုးစားကျင်စပွေပေါ့နော်အဲ့ချိန်မှာတန်ဃာကြီးကလေဆုလပကာရလို့ရညာဆိုပြီးဘယင်မင်းမြထံကိုတွားပြီးတော့တရတီကိုဆက်တာအဲ့ချိန်မှာဘယင်မင်းကြီးကအဲ့တရတီကိုခွေးပြီးတော့ဆက်လိုက်တဲ့ချိန်မှာအရန်ကိုရှုံမြင်တဲ့အရာတာတစ်ခုကိုရတာကိုသူခံစားရတယ်အဲ့ချိန်မှာဘယင်ကြီးကလေဟောဘောနော်ရန်ကိုဘောနော်အစာလိုဖမတတ်နိုင်ဘူးစားပြင်းစားချင်အဲကြောင့်မို့အဲ့ဒီတကယ်ဒီကဘေးမှာရှိလေဆိုပြီးတော့စုံစမ်းပြီးတော့မြေရိုးတစ်ချောက်ကိုလိုက်သွားတာအမှအဲ့ဒီကြီးမားတဲ့တရက်ပင်ကြီးကိုတွေ့တယ်တွေ့တဲ့အချိန်မှာဘာလုပ်လဲဆိုတော့တရက်ပင်ကြီးကိုတွေ့ပြီးခဲ့ငါတို့ဒီမှာစခန်းချမင်းဆိုပြီးတော့အမှဘရင်ကြီးနဲ့တပ်သားတွေအကုန်လုံးကအဲ့မှာနားနေတယ်ညနေပိုင်းအကုန်လုံးမှောင်ပြီးအဲ့နေကြပြီဆိုရင်မှမြောက်တွေကလာကြလာပြီးတော့မှောင်ရင်မှောင်ခတ်ပေါ့နော်လာပြီးတော့အဲ့မှာတရတိတွေကူးစားဖို့လုပ်တော့အဲ့မှာလူတွေကဘရင်ကြီးနဲ့စိတ်တက်တွေကအကုန်လုံးဝိုင်းထားတာပေါ့နော်ဝိုင်းထားတော့အဲ့ဒီမှာမြောက်တွေကလည်းချင်းမကိုင်းမိလက်မကိုင်းမိဘလို့လောလောအဲ့ဒီချိန်မှာပဲဖះနောက်မြောင်မင်းကပါတာပေါ့အရန်ကိုကြီးမားပြီးတော့တာမန်မြောက်တယ်မျိုးခန္ဓာကိုလေဖွံ့ဖြိုးပြီးတော့ကြိလိုက်တာနဲ့ကိုဟိုအလောင်းတော်မှန်းကိုတိတာတယ်ပေါ့နော်ထူးခြားတဲ့ဥပဒေရုပ်လက္ခဏာရှိတယ်အဲ့မြောက်ကြီးကဥဆောင်ပြီးတော့သူတို့နဲ့ဆက်ကျင်ဖက်အဲ့ဒီမြစ်ရဲ့ဟိုဘက်ကမ်းကိုအဟုန်ထုတ်ကြီးမားတဲ့အားရုပ်သူမျိုးခုံလိုက်တာတဲ့ခုံးထဲမှာຫນွေကြိုးတွေပါလေရှာပြီးတော့ဒီဘက်မြစ်ကမ်းကိုပြန်ခုံလာတယ်ပြန်ခုံလာတဲ့အချိန်မှာအဲ့မှာຫນွေကကြလို့ရှိရင်ရှည်တယ်ဆိုပေမဲ့နည်းနည်းအလေးရှိတယ်လေ white ကြောင်မမိခဲ့ဘူးနည်းနည်းလက်ဒီတောင်လောက်လိုသွားတာပေါ့နော်အချိန်မှာမြောက်ကြီးကအဲ့တဲ့အကိုင်းကိုဖမ်းလိုက်တဲ့အချိန်မှာဒီလိုတန်လန်ကြီးသူ့ခါမှရှိထားတဲ့ຫນွေတွေနဲ့အဲ့လိုမျိုးတန်လန်ကြီးဖြစ်နေတာတန်လန်ကြီးဖြစ်နေတဲ့အချိန်မှာသူကပြောတယ်ကြံတဲ့ညတော့ကဲငါကြိုးကုန်းကိုပဲလျှောက်ပြီးတော့ဟိုဘက်ကန်းကိုကူးကြတော့မထူးတော့ဘူးဆိုပြီးတော့အဲ့လိုမျိုးပြောတဲ့အချိန်မှာသူ့ရဲ့လက်အောက်ငယ်သားတွေကလည်းအဲ့ဒီဖျားလောက်မြောင်မင်းကြိုးကိုကနေပြီးတော့ကူပြီးတော့သွားကြတဲ့အချိန်မှာဒေဝတာကလည်းမြောက်ဖြစ်နေတာတဲ့သူကကြရင်တော့တိုက်ခိုက်ပြီးတော့မနိုင်ဘူးလေခွန်အားဗလာရညာပညာရောမချင်ဘူးဒီချိန်ကတော့အခွဲကောင်းမဲဆိုပြီးတော့ဒေဝတာမြောက်ကအေးမတန်မှမြင့်တဲ့အကိုင်းကိုတက်ပြီးတော့ပေါ်ကနေခုံအုပ်တာအဲ့ချိန်မှာဖះအလောင်းကရေကျိုးကုန်းကိုခုံအုပ်ပြီးတော့သူကူးတဲ့အချိန်မှာဖះလောင်းကနှလုံးကွေးပြီးတော့ဖះလောင်းမြောင်မင်းကနှလုံးကွေးပြီးတော့အဲ့လိုဝဲလိုက်နေတာပေါ့နော်အဲ့ချိန်မှာဘယင်ကြီးကလေသူ့ရဲ့တပ်သားတွေကိုလင်းနဲ့မဖြစ်ပင်နဲ့အဲ့လိုမျိုးစောင့်ကြည့်ခိုင်းတာပေါ့အဲ့မှာမြောက်ကြီးကတာရ
ချပြီးတော့သူတို့စီတွေပါတယ်တောက်လိုက်အဲ့မှာမြောက်ကြီးကလည်းအသက်ကမြုပ်လေးပဲရှိတော့တာရှိတော့ဆိုတော့သူကမေးတယ်ပေါ့နော်ဘယင်ကြီးကပေါ့နော်တင်မြောက်ကြီးပေါ့နော်တင်ကဘာလို့သူတို့ကိုအဲ့လိုမျိုးအသက်သွတ်ပြီးတော့ခင်ရတာလေတင်နဲ့ဘာတိုလေလို့မေးတော့အမမြောက်ကြီးသူတို့ကကျွန်တော်ရဲ့လက်အောက်ဝင်သားတွေဖြစ်နေအဲ့ကြောင့်မို့သူတို့မှာဒုက္ခရောက်နေလို့ရှိရင်ကျွန်တော်ကကေပင်းမဲ့တာဝန်ရှိတယ်ဆိုပြီးတော့အဲ့လိုမျိုးပြောပေါ့ခေါင်းဆောင်ကောင်းတို့မြင်ဒီမှာလက်အောက်ဝင်သားတွေဒုက္ခရောက်နေလို့ရှိရင်တကိုယ်လေးမယုံမွေးနဲ့ပေါ့နော်အဲ့လိုမျိုးသူ့အတက်ကိုစွတ်ပြီးတော့ဒါအဲ့လိုမျိုးကောက်ကွေးပေးရဖို့တာဝန်ရှိတယ်ဆိုတာကိုမြောက်ကြီးကနေပြီးတော့ဘရင်ကိုအဲ့လိုမျိုးဆုံးမဝါဒပေးတယ်အဲ့ချိန်မှာပဲမြောက်ကြီးကဆုံးပန်းသွားတယ်ပေါ့နော်ဘရင်ကြီးနဲ့အဲ့ဒါကိုသင်ခန်းစာယူပြီးတော့တိုင်းပြည်ကိုပြန်ပြီးတိုင်းသူပြည်သားတွေကိုရေအောက်မကွာတာသမီးကဆိုအဲ့လိုမျိုးစောင့်ရှောက်တယ်ပေါ့နော်ကဲဒီဗီဒီယိုလေးကနေပြီးတော့သင်ခန်းစာလေးကတော့ခေါင်းဆောင်ကောင်းမှလို့ရှိရင်ပေါ့နော်ကိုလို့မယုံဘူးအတတ်နိုင်ဆုံးကောက်ကွေးစောင့်ရှောက်ပေးတယ်ဆိုတော့သင်ခန်းစာလေးကိုမျှဝေပေးလိုက်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါ